ကိုစိုးစံဟေ့အမတော်မပြောတရားကောင်းတဲ့အလူတော်မင်္ဂလာဘောကြီးပြောတရားကောင်းတက္ကသိုလ်ရမင်းထွန်းကညီငယ်ညီမငယ်များကိုစိတ်ရဝမ်းဆိုတဲ့တေးတော်လေးနဲ့မျက်စိထဲမှာရှေးဟောင်းအမွေနှစ်တွေဖော်ထုတ်ရင်းနဲ့အမှုပညာကိုတင်ဆက်ပြလိုက်တာပါခင်ဗျာဂုဏ်ပြုပေးလိုက်တာကဲဒီတော့ကိုစိုးစံကိုရဲထိုင်ကွန်ပျူတာသောပုဂ္ဂိုလ်များကိုဂုဏ်ပြုကျေးဇူးဆက်ကြပါစို့ဟုတ်ပြီမှတ်တမ်းနေပြီးတော့ဆရာမလည်းရှင်းမှတ်တမ်းတင်နေပြီကျွန်တော်အလူတကအလူမများတားရှင်လောင်းလေးအားလုံးစိုက်ရှိတော်မောက်သူကြွားမြန်းခဲ့ပါရန်လေးစားသောပန်ကြအပ်ပါတယ်ဖိတ်ခေါ်အပ်ပါတယ်မှတ်တမ်းတင်တော့မှာပါโอเคကိုစိုးစံရင်ဟုတ်ကဲ့ကိုရဲထိုင်ဟုတ်ဟာလာသမီးရဲ့ကျေးဇူးရှင်အလူတကအလူမမိသားစုများမတန်းနေကိုပြအောင်ဟုတ်ကဲ့ဗျနော်အနေနဲ့နဲ့ငါးပါးနဲ့တကွာစကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်မြို့ကြီးအုပ်စုဇီးကုန်းရွာဟုတ်ဓမ္မာရာမကျောင်းတိုက်ဆရာတော်ဗတ္တန္တဦးရာဇိန်ထဟုတ်ကဲ့ဆရာတော်ဘုရားကြီးနဲ့တကွာနှစ်ဖက်သောဟလာမိဘများဖြစ်ကြသောဇီးကုန်းရွာဦးကြည်တို့တော်ဝင်းမြဟုတ်ကဲ့နော်ပြီးတော့ဦးကျော်မြင့်ဒေါ်အောင်ရွှေဟုတ်ကဲ့နှစ်ဖက်သောမိဘများနဲ့တကွာဟလာဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးအကိုကြီးအမကြီးများကိုဥထိတ်ထားပြီးတော့ကျေးဇူးရှင်လှူဒါယေကကြီးကဦးကြည်တို့အလှူဒါယေကမကြီးကဒေါ်ဝင်းမြအလှူဒါယေကကြီးဖြစ်တဲ့ဦးကျော်မြင့်အလှူဒါယေကမကြီးဒေါ်အောင်ရွှေသားဖြစ်တဲ့အလှူဒါယေကကြီးဦးမျိုးဆွေသမီးအလှူဒါယေကမဒေါ်တန်းတန်းဆွေသားလာရဏမောင်အောင်ဟင်းခန့်မောင်စေအောင်ခန့်ဟုတ်ကဲ့မိသားစုတွေအားလုံးရဲ့ပြောစရာရှင်စရာလူတော်မင်္ဂလာပါဟုတ်ကဲ့ဟလာဒူမလေးတွေလည်းပါတယ်နော်အဲ့တော့ပျော်ပျော်ရွှင်ရွှင်နဲ့မင်္ဂလာယူနေတဲ့အချိန်ပါရှင်ဟုတ်ကဲ့ဗျကဲတော့ဟလာနေ့လေကပြိတ္တကိုမိတ်ဆက်ထားတဲ့အတိုင်းပဲသမီးရဲ့စီးရီးတွေကသချင်းလေးတွေနဲ့မှတ်တမ်းနေကုန်ပြပါမယ်ကောင်းပါပြီဂုံပြူတိုက်တော့ပုဂ္ဂိုလ်ကိုဂုံပြူတာပေါ့ဒီနေ့ဒီရဲ့သမီးရဲ့ကျေးဇူးရှင်အလှူတကအလှူမမိသားစုတွေအားလုံးရှင်ဟုတ်ကဲ့ကြလျင်မကောက်ပြောက်လျင်မရှာစေတနာသုံးနံပြထမ်းပြီးတော့လူတန်းကျွေးမွေးနေတဲ့အလှူတော်ပွဲကြီးဝိလို့ကြီးရဲ့ဟုတ်တယ်နော်ဟုတ်တယ်ဟလာအကျွေးမွေးကလည်းလူလေးသည်မရှိတိတ်ကောရွာရဲ့ရက်ထဲကလည်းဝိုင်းဝန်းကြတာလဲဘူးကြီးရွာလေမှာမန်းတဲ့အရက်မာတဲ့ကုသိုလ်တဲ့ဟုတ်ကဲ့ဟလာသမီးရဲ့အလှူတကအလှူမမိသားစုကဟလာကျွန်တော်တို့ကျမတို့လှူတော့မယ်လို့မန်းတဲ့ကြီးစပြီးဆောက်လိုက်ပါပြီဆိုကြတဲ့ကရွာရဲ့ရက်ထဲကအမျိုးသားကြီးများအားလုံးဟလာအမျိုးသမီးများဟုတ်တယ်အားလုံးကတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီကြတော့ကုသိုလ်တွေရကြတယ်ဟုတ်တယ်နော်အဲ့တော့အကျွေးမွေးကလည်းလူလေးသည်မရှိဟုတ်ပါဟလာမတန်းနေတက်ပုံဆရာဗီဒီယိုဆရာများကလည်းလူလေးသည်မရှိရိုက်ကူးရေးဦးသကြီးများကလည်းအချက်ပြုတ်ကကောင်းဟလာတပေါင်းတကူဆိုတော့နေရပူပြီးဟုတ်တယ်နော်ဒါပေမဲ့ပြင်မတဲ့သဘောမထားဘဲနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပါရမီဖြည့်နေကြတာချက်ပြုတ်ကြတယ်ဟုတ်တယ်နော်ဟုတ်ကဲ့အတန်ချဲဆက်ဆရာမီးဆက်ဆရာများကလည်းလူလေးသည်မရှိပါဘူးတိတ်ကောင်းတာဟလာနေ့လေတုန်းကဆိုလို့ရှိရင်လည်းဘိတ်သိက်တွေရောဟလာညဧကန်ရမင်းထွန်းဆိုင်လေးပါတယ်ရှင်ဟုတ်ကဲ့သမီးရဲ့အလှူဒါယကကြီးဆိုလို့ရှိရင်လေသဘောပါတဲ့တော်သားကြီးမှန်ပါတယ်ဗျာအင်မတန်မှရိုးသားတယ်ဟုတ်ကဲ့သမီးရဲ့အလှမဟလာမတန်းတန်းဆွေခေါ်ဒေါ်တန်းတန်းဆွေဟုတ်ကဲ့အကျွေးအချင်းတော့ငယ်ပါသေးတယ်ငယ်လေးတယ်ဒီနေ့ဒီရက်မှာထူးမြတ်တဲ့နေ့မှာဥတက်ပြီးတော့ခေါ်ရတာကဦးမျိုးဆွေတော်မြက်လုံးလို့ဒေါ်တက်ရတာကဒေါ်တန်းတန်းဆွေဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုတကအလှမမိသားစုတွေအလုံးသဘောဖြူတဲ့တောသူသဘောပါတဲ့တောသားတွေပါလို့သမီးရဲ့တတိယစီရီတွေကသဘောဖြူတဲ့တောအလူဆိုတဲ့သချင်းလေးနဲ့ဒီလိုလေးဂုံပြုတ်ပါရစီရှင်ရပါစို့မယမင်းဟဲ့Sorry,
မပြန်ပြန်ရှာတဲ့အလူတမှုတူနေတာအလူတကာအလူအမသဘောတူဘလို့တူ baby တက်ကတူခိုင်လို့ထမ်းသဘောတူတဲ့အလူတကာကြီးကိုမြင်သူတိုင်းကချစ်ယူကုန်ချူ မနာပြူတဲ့အလူအမ အလူအမယူ ရင်သူတိုင်းကချစ်ချူလို့ယူ သဘောတူတဲ့ဦးမျိုးသွေးလူတကာကြီးကိုမြင်သူတိုင်းကချစ်ယူကုန်ချူ မနာပြူတဲ့တော့တန်တန် တော့တန်းတန်းဆွေယူ ရင်သူတိုင်းကချစ်ချူလို့ယူ စေတနာတန်တန်လေးနဲ့လူ စေရနာတတ်တော်လေးနဲ့လူ စေတနာတန်တန်လေးနဲ့လူ စေရနာတတ်တော်လေးနဲ့လူ လူလာသွေးလူလူလာသွေးလူစားရင်လည်းစားယူရင်လည်းယူနောက်မပြုံးပဲဒီတဲ့အလူဒီသဘူမောင်ဝင်ရှာတဲ့အလူတမှုတူနေတာကအဒီရကအလူအမတဘောပြူမနောပြူ Hey hey သဘောတူတဲ့ဦးစီတို့လူတကာကြီးကိုမြင်သူတိုင်းကချီးကျူးကုန်ချူ မနာပြူတဲ့အလူအမ တော်ဝင်းမြကို သူတိုင်းကချစ်ချူလို့ယူ သဘောတူတဲ့ဦးကြောင့်မြင်လူတကာကြီးကိုမြင်သူတိုင်းကချီးကျူးကုန်ချူ မနာပြူတဲ့အလူအမ တော်အောင်ချွေကို ရင်သူတိုင်းကချစ်ချူလို့ယူ စေတနာတန်တန်လေးနဲ့လူ စေရနာတတ်တော်လေးနဲ့လူ စေတနာတန်တန်လေးနဲ့လူ စေရနာတတ်တော်လေးနဲ့လူ လူသာအသွင်ယူလူသာအသွင်ယူစားရင်လည်းစားယူရင်လည်းယူနောက်မတူပဲပြီးနေတဲ့အလူဒီလူမောင်လက်ရှာတဲ့အလူတမှုဖြူနေတာကအလူရကအလူအမောင်သဘော